ဒီရရပါဒီဟာတော့ဗျာကျွန်တော်ပေါ်လာမှရှိလို့ဗျာ UAC ကအနီအောင်လေးထပ်ဖောက်ကြည့်တာပေါ့နော်ဒီတစ်ခေါက်ကတော့ဗျာကျွန်တော်ထွင်းစားရတယ်တော့မလို့အပေးပြီးဖောက်ဝေးတာဗျာသူကတစ်ခေါက်တော့ဖောက်ဘူးပြောနော်ဒီလိုကျွန်တော်လည်းအတူဗီဒီယိုလေးအဆုံးထိကြည့်ပေးဖို့တိုက်တွန်းလိုပါတယ်အားကောင်းလာပြီပြန်ပြီးဘယ်နဲ့အမဝင်ဘယ်နဲ့မဝင်ရရေဘာလာပါရပါပြီအားရကြီးတာကောင်းလာတယ်ဗျဆရာကြီးဒီကလိုလဲကျွန်တော်တို့ကန်ကောင်းပြင်ကျွန်တော်ရှိရနေ UC လေးဝယ်ပြီးအားပေးလို့ရရနော်ကျွန်တော်ကားကက်လေးတွေကြောင်းပါတယ်ဗျဒီတစ်ခေါက်ကတော့ကားကက်လေးကုန်ပါပြီပေါ့နော်နောက်လာမယ့်ကား event တွေမှာလည်းကျွန်တော်အခုလိုပဲကား skin လေးတွေဖောက်ပြီးတော့ရောင်းပေးဖို့ရှိပါတယ်ဈေးနှုန်းကတော့အခုတစ်ခေါက်ကတော့6သိန်းဝန်းကျင်လောက်ကျပါတယ်ပေါ့နော်နောက်တစ်ခေါက်မှာတော့ဘယ်ဈေးဖြစ်မလဲတော့မသိသေးဘူးเนาะ UC ကတော့အတက်ကျရှိပါတယ်ဗျအားလုံးပဲကျွန်တော်တို့ကန်ကောင်းကြပါစေဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ညီကိုများအားလုံးကျေးဇူးပဲတင်ရှိပါတယ်ကျွန်တော်လည်းအတူတူလိုက်ပါပြီးဆော့ချင်တယ်ဆိုရင်လည်းကျွန်တော် ID လေးကိုကျွန်တော်ချပေးထားပါတယ်အခုလိုကျွန်တော်လည်းအတူဆော့လာနိုင်ပါတယ်ဗျကျွန်တော်ရဲ့ Telegram channel နဲ့ဖုန်းနံပါတ်ကိုလည်းကျွန်တော် bio link မှာချထားပေးပါတယ်ဒီမှာဗျကျွန်တော်မှာကားကက်တကက်ပို့သေးရနော်အဲ့ကလေးကတော့ဒါအနီလေးကိုယူလိုက်တဲ့အတွက်တကက်ပဲရောင်းလို့ရမှာပေါ့နော်အစားတော့ကျွန်တော်အဖြူယူပြီးတော့ဖြူနှစ်စီးရောင်းမလို့လာပေါ့နော်အခုအမှားအနေလိုချင်တယ်ဆိုတော့လည်းကျွန်တော်လည်းဒီ UAC လေးကိုထပ်ပြီးတော့ယူလိုက်တယ်ပေါ့ဗျာမဆိုးဘူးဗျဒီကားလေးကလည်းဘာလို့ကျွန်တော်မှာဒီကားစတင်မရှိဘူးဗျအလေးကတော့အဆင်ပြေပါတယ်ဗျနောက်ခေါက်ကြရင်တော့ဒါစီယာကားစတင်တော့၄ယောက်စီအမှုပွင့်ကားတော့ဘက်ကီလို့နော်ဒါလေးတော့ကျွန်တော်ယူပေးတော့ရှိပါတယ်ဗျနောက်လာမယ်ပြီးပြန်ပေါ့ဗျာအခုခေါက်ကတော့လောင်းနေပဲကျွန်တော်တို့လောက်ယူတော့ဗျအဆုံးထိရှိနေတဲ့ဒီကိုများအားလုံးရှိပြီးဒီလိုပဲရှိပါတယ်ခင်ဗျ